မင်္ဂလာပါရှင်ဒီနေ့နောက်26ခုနှစ်မက်စလာ19ရက်နေ့ဖြစ်ပါတယ်။တဲပိုင်းတိုင်းစစ်ဌာနချုပ်မှာ PDF လူငယ်ကြားမှစုစုပေါင်း906ဦးလက်နက်ခဲများနဲ့တူမြန်မာတပ်မတော်ထံမှအလင်းဝင်နေလို့ကြားသိရပါတယ်။တပ်မတော်ကြီးကနေပြီးတော့အလင်းဝင်လာတဲ့ PDF မောင်မယ်တွေကိုထောက်ပံ့ခြင်းဝင်မှာပေးအပ်ပြီးမိဘအုပ်ထင်းသူလက်ထဲကိုပြန်လည်လွှဲပြောင်းပေးရခဲ့တယ်လို့ကြားသိရပါတယ်။ရှေ့မှာလည်း PDF တွေလင်းဝင်လာရှိပေမဲ့နော်10ယောက်တို့15ယောက်တို့အယောက်150ရာအများဆုံးလင်းဝင်တာပေါ့နော်။အခုက906ယောက်ဆိုတော့တော်တော်များတဲ့ပမာဏပေါ့နော်။ဆိုတော့နိုင်ငံရေးမှာလည်းရွေးတစ်ခုရောက်သွားပြီရွေးကောက်ပွဲပြီးလို့ထွတ်တော်လဲပေါ်လာပြီဖြစ်တော့တချို့သောပညာတတ်သောစဉ်းစားချင်းနိုင်သော PDF လူငယ်တွေကတော့အမြင်မှန်ရတဲ့အတွက်အခုလိုမျိုးနော်လူပေါင်း900ကျော်နေပါအလင်းဝင်တယ်လို့ကျွန်မထင်မြင်ယူဆပါတယ်ဆိုတော့ဒီလိုလင်းဝင်လာတဲ့ PDF တွေပေါ်မှာအများပြည်သူရဲ့ခံစားချက်ဘယ်လိုရှိသလဲကျွန်မရဲ့ပို့အောင်မှာကွန်မန့်ဝေးထားတဲ့ပြည်သူရဲ့မှတ်ချက်ပြည်သူတန်လေးတွေမျှဝေပေးကြပါမယ်ရှုံးလို့ပဲဝင်ဝင်အမြင်မှန်ရလို့ပဲဝင်ဝင်အားပေးပါတယ်အလင်းဝင်လာပြီးရင်တော့တစ္ဆာရှိဖို့လိုအပ်ပါတယ်ဒါတော့မှန်ပါတယ်တိုက်ပွဲတွေမှာစစ်ပွဲတွေမှာရှုံးလို့ပဲဝင်ဝင်တော်ရင်းမှာထမင်းနေငဲ့ရိတ်ခါရေးပြက်ဒုက္ခကြီးငယ်ရောက်လို့အလင်းပဲဝင်ဝင်ဘလို့ပဲအလင်းဝင်ပါစေအလင်းဝင်လာပြီးရင်တော့နိုင်ငံတော်နဲ့နိုင်ငံသားတွေပေါ်မှာတစ္ဆာဆောင်နေဖို့လိုအပ်ပါတယ်တိုင်းရင်းသားတပုံတွေဘလောက်ရုံမှလဲဆိုတာ PDF တွေကပိုသိပါလိမ့်မယ်တဲ့ဒါကြောင့်တပ်မတော်နဲ့ပူးပေါင်းလိုက်တာအကောင်းဆုံးပါပဲကိုယ့်ဘဝတိုးတက်ရေးကိုလေးပေးကြပါတဲ့အလေးပေးကြပါအသက်မသေးပဲမိသားစုစီပြန်လာကြလို့ဝမ်းသာပါတယ်တဲ့အလင်းဝင် PDF တွေကိုထောက်ပံ့ပေးတယ်လို့တိုင်းပြည်အတွက်အသက်ပေးသွားတဲ့သူရဲကောင်းစစ်တီတွေကိုလည်းဂုဏ်ပြုထောက်ပံ့ပေးကြပါတယ်ရှင်တဲ့ဟုတ်ပါတယ်ထောက်ပံ့ပေးကြပါတယ်ဒီညမှာတချို့သောတပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေကထိုက်တဲ့သောကျိုးခန္ဓာဝင်တွေပင်းစင်းတွေရပေမဲ့အောက်ခြေမှာရှိတဲ့အုပ်ချုပ်ရေးမှုတွေတချို့ယာယီမှုတွေတချို့ဆယ်ယီမှုတွေတချို့ယာယီမှုဆယ်ယီမှုတော့မဟုတ်ဘဲနဲ့နော်ပြည်ခိုင်ပြိုးပါတီကိုအားပေးတဲ့ပြည်ခိုင်ပြိုးပါတီဝင်တွေနဲ့တပ်မတော်ကိုချစ်တဲ့တပ်မတော်ပြည်သူတွေကိုတပ်မတော်ချစ်တဲ့ပြည်သူတွေကိုဒလန်ဆိုပြီးစွတ်သွက်တက်ပြတ်ခဲ့တာတွေရှိတယ်အဲ့ဒီလူတွေဆိုလို့ရှိရင်နော်တာမန်ဆိုရင်နာရီတစ်ခုဖြစ်တဲ့အခါမှာရက်ရွှေရဲမျိုးတွေကနေစူပေါင်းပြီးတော့ပေါ့နော်နိုင်ကူငွေထည့်ကြတယ်အဲ့ဒီလူတွေကြတော့နော်အသက်ခံလိုက်ရပြီဆိုရဲသူတို့အလောင်းတော်ကောက်မယ်လို့မရှိနိုင်ရေးတကြိုးပေးမယ်လို့မရှိနော်နိုင်ရေးမှာရက်လက်ဆုံးထုတ်ပေးမယ်သူမရှိဘဲနဲ့အဲ့ဒီလိုမျိုးတေခဲ့ရတဲ့ပြည့်မဲ့ရသားပြည်သူတွေလည်းအများကြီးရှိပါတယ်ဒါကြောင့်မို့လို့အစိုးရတည်ကြည်ပေါ်လာတဲ့အခါမှာအစိုးရနဲ့တပ်မတော်နဲ့လက်တွဲပြီးတော့နော်အခုလိုမျိုးအကျိုးခံစားခွင့်တုံးတရားမရရှိခဲ့တော့အပြစ်မဲ့ပြည်သူပေါင်းနော်9000ကျော်ရှိရဲလို့ကြားသိရတယ်အဲ့ဒီပြည်သူတွေအတွက်ထိုက်တင်သောအကျိုးခံစားခွင့်များထိုက်တင်သောထောက်ပံ့ခြင်းဝင်များတန်ရစ်သူမိသားစုများထံသို့ပေးရပေးပါကျန်းရည်တော်မိသားစုများကိုငှက်ညာပေးပါလို့เนาะပြည်သူများနဲ့အတူကျွန်မမဘုဒ္ဓမဟာသွေးကနေပြီးတော့ထပ်မံတောင်းဆိုကြပါတယ်ရှင်လူတက်လူရကျန်းပတ်တဲ့ PDF တွေကချင်းနေမကောင်းလို့လင်းဝင်လာတဲ့ထောက်ပံ့ကျေးဇူးတွေရတယ်တဲ့เนาะထောက်ပံ့ကျေးဇူးတွေရတယ်တက်မျိုးကိုတက်ပေးသွားတဲ့စစ်သားတွေနဲ့မိသားစုဝင်တွေကိုတော့ကျေးဇူးဆောက်ရှောက်ပေးပါဘာလို့ရေးတဲ့ညီမပြည်ကြီးငိမ့်ညမ်းမှုဆူတောင်းပါတယ်တဲ့ကျန်တဲ့တောက်ကတော့အလင်းဝင်လာသူတွေကိုအမောင်းဝင်ခံကြောင်းနဲ့ကြံရှိသူများအမြန်လင်းဝင်ကြဖို့မီဒီယာကနေသိပညာပေးတင်ပါတယ်တဲ့နောက်တစ်ယောက်ကတော့အားလုံးအမင်မှန်ရကြပါစေတဲ့ကျန်တဲ့ခြားပြည်သူတောက်ကဘယ်လိုမျိုးရေးထားလဲဆိုတော့အန်လူကြီးတော့တိုင်းပဲနေပြီတော့အလူခန်းတော့ဆက်လုံးမှာပါတဲ့နော်နောက်ထပ်ဒီမှာပြည်သူတယောက်ပြောထားတာဒါတော့စိတ်ထဲရှိတဲ့တိုင်းပြောရရင်လင်းဝင်တာကိုလက်ခံတာလုံးဝမကြိုက်ဘူးတဲ့ဒီလိုလူစကားနားမလည်တဲ့အဖွဲ့အစည်းကိုအပြက်ချေမိုးရေးလမ်းကြောင်းတစ်ခုကိုပဲသွားစီချင်တာတဲ့အမြင်မှန်ရလို့မဟုတ်ဘူးတဲ့တေးမာကြောက်လို့လင်းဝင်တာတဲ့နော်တချို့ကြတော့လည်းပဲမိမိတို့ရဲ့မိသားစုဝင်တွေပျက်စီးဆုံးရှုံးထားရတော့နော်ခံစားချက်တွေပြင်းထန်ကြတယ်လို့ရှိတာပေါ့နော်အပြစ်မဲ့နော်ပြစ်မှုကျူးလွန်ခြင်းမရှိတဲ့ PDF တွေကတော့ထားပါတော့တဲ့လူသက်ဓမြတိုက်ထားတဲ့ PDF တွေပါနေတယ်ဆိုရင်တော့အဲ့ဒါကိုဘယ်လိုဖြေရှင်းပေးမှာလဲဒါလည်းစဉ်းစားကြပါပဲမြန်မာပြည်ကြီးငြိမ်းချမ်းပါစေတဲ့နိုင်ငံတော်အတွက်နိုင်ငံရေးနည်းနဲ့ဖြေရှင်းတာပေါ့တဲ့စောင့်ကြည့်ပါအောင်မယ်တဲ့တရားမဝင်လက်နက်ကင်ဆောင်မှုနဲ့အရေးမယူပဲဒီတိုင်းလွှတ်ပေးလိုက်တော့မှလားတဲ့သူတို့နဲ့အစင်မပြေသူတွေကိုရဲရဲဆက်ဆက်တက်ပြတ်ခဲ့တဲ့သူတွေကိုဒီတိုင်းလွှတ်ပေးလိုက်ဖို့လားတဲ့နိုင်ငံဝင်တဲ့နေရန်တန်ဃာတွေပေးဆက်ခဲ့ရတာအတွက်အရေးယူမှုလေးတောင်မရှိတော့ဘူးလားတဲ့လင်းဝင်နေဆိုတာကသူတို့ဘက်ကခြေနေမကောင်းတော့လို့ဝင်လာတဲ့အခြေအနေကောင်းကြည့်ပါလားတဲ့စောင်းထားမယ်ဟာတွေတဲ့သူတို့ဖျက်ဆီးခဲ့လို့တိုင်းပြည်ကြီးဖျက်ဆီးခဲ့ရတယ်အပြစ်မရှိတဲ့ရန်တန်ကနေပြည်သူတွေကိုဒလန်ဆိုတဲ့ခေါင်းစဉ်တက်ပြီးရစရုံမှာစွာတက်ပြတ်ခဲ့ကြတယ်အဲ့ဒီအတွက်သူတို့အားလုံးကိုခွင့်လွှတ်ပေးလို့ကိုမရသေးဘူးတဲ့ထိုက်တဲ့ပြစ်ဒဏ်တော့တစ်ခုခုပေါ့နော်ထိုက်တဲ့ပြစ်ဒဏ်တစ်ခုခုတော့ပေးစီကြပါတယ်တဲ့အနည်းဆုံးတော့ထိုက်တဲ့ပြစ်ဒဏ်ပေးတယ်ဆိုရင်တော့ social punishment ပေါ့နော်လူမှုရေးပြစ်ဒဏ်လောက်ပဲပေးကြပါတယ်PDF တွေတဲ့အမြင်မဲ့များရရှိပါစေတဲ့နော်ပြည်သူရုံငန်းကနေကြိုးဆိုပါတယ်တဲ့သူတို့ကြောင့်တပ်မတော်သားတွေအသက်ပေးခဲ့ရတာသွေးကြွေးမှာဆွေးနွေးစရာမရှိဘူးဆိုတဲ့အခုတော့စောက်ချက်မရှိလေးဝင်လာတယ်တဲ့အမမန်တီလို့လင်းဝင်လာတဲ့လက်ခံရမှာပေါ့တဲ့ဒါပေမဲ့သူတို့လက်တွေနဲ့ဖျက်ဆီးခဲ့တဲ့အရာအလုံးတွေသူတို့ဘာဒီပြန်တီဆောက်ပေးမလဲဒါတော့မှန်တယ်သူတို့လက်တွေနဲ့ဖျက်ဆီးခဲ့တဲ့အရာတွေတဲ့သူတို့ဘာဒီပြန်ပြီးတီဆောက်ပေးမလဲပြည်သူဘက်တော်သားတွေလို့တော့အမြဲပြောနေတာကြည့်ရသေးတာပေါ့တဲ့
ဒါဖြစ်ဖြစ်ဝမ်းသာကြပါတဲ့လူငယ်တွေနိုင်ငံရေးသမားအာဏာယူတွေပြောတာကိုမယုံပါနဲ့တဲ့ PDF တွေလင်းဝင်နေဆိုတာစက်တွေမင်္ဂလာပေါင်းနဲ့ပြည်စုံတဲ့သတင်းလေးပါပဲတဲ့လူပေါင်း906ယောက်ဆိုတော့ကြိုးစုပါတယ်တဲ့လင်းဝင်လာတဲ့ PDF လူငယ်တွေတဲ့အကျိုးအကြောင်းအဆိုးကောင်းအမှားမှန်ကိုသိမြင်ကြပြီးမိမိအကျိုးတိုင်းကျိုးပြည်ကျိုးကိုတည်ဖို့ဆောင်ရွက်နိုင်ပါစေတဲ့လင်းဝင်လာတဲ့လူငယ်တွေကိုယုံကြည်ရပါမလားတဲ့စိတ်ပူလို့ပါတဲ့သူတို့လည်းနဲ့ဘာတွေလုပ်ခဲ့တယ်ဘာတွေကျွလွန်ခဲ့လဲမသိပါဘူးတဲ့ဒါပေမဲ့လင်းဝင်လာတာကိုတော့ဝမ်းသာပါတယ်တဲ့ကောင်းသောအလင်းဝင်ခြင်းဖြစ်ပါစေတဲ့ဟုတ်ပါတယ်ကောင်းသောအလင်းဝင်ခြင်းဖြစ်ပါစေသူတို့ရဲ့မိသားစုဝင်တွေနဲ့မိဘတွေတက်တော့ဝမ်းသာစရာပေါ့တဲ့မှန်ပါတယ်မိဘကတော့နော်ကောင်းကောင်းမကောင်းကောင်းပေါ့နော်တောင်းဆိုပလုံးဆိုကိုဒါပြည်ရုံထုံးတယ်ရှိတယ်တောင်းဆိုသမီးဆိုကိုပြည်ရုံထုံးတယ်မရှိပါဘူးသူတို့ရဲ့မိဘတွေကတော့ပြောနေကြမှာပေါ့နော်ကိုယ်နိုင်ငံသားချင်းပဲတဲ့ရန်သူအစ်စ်မှန်မှာမဟုတ်ဖဲကိုသားသမီးအရင်တောင်မိဘကိုအထင်လွဲအိမ်ပေါ်ကဆင်းသေးတာပဲပြန်လာတော့လဲဝမ်းသာအားရလက်ခံရတာပါပဲအမားကိုစီနဲ့လူသားတွေပါတဲ့မြင်မြင်ရလာတဲ့ကလေးတွေအတွက်ဝမ်းသာပါတယ်တိုင်းပြည်နယ်လူမျိုးတွေအကျိုးရှိမဲ့အလုပ်တွေကိုပူးပေါင်းပါဝင်ပေးကြပါတဲ့မနိုင်တော့လို့လင်းဝင်လာဖြစ်မယ်တဲ့ဒါပေမဲ့တဲ့ကောင်းတာပေါ့တဲ့အလင်းဝင်လာတယ်လေကောင်းပါရဲ့တဲ့နိုင်ငံရေးသမားအာဏာယူတွေအတွက်ကိုယ့်တက်ကိုမစသေးပါနဲ့ညီငယ်ညီမငယ်တို့တဲ့ဘဲအာဏာရှင်ကြားရှုံးရေးမှာမဟုတ်ဘူးတဲ့သူတို့အာဏာယူနေကြတာပါတဲ့အမြန်သိဝင်တော့အသက်ဘေးကင်းပြီးမိသားစုနဲ့တူပြန်နေရပြီပေါ့တဲ့မှန်တာပေါ့ရှင်မိသားစုနဲ့တူပြန်နေရတာပေါ့နော်ရိုးရိုးသားသားဝင်လာဆိုရင်တော်သေးတယ်တဲ့ဆန်းပြရင်ခတ်မယ်နဲ့ရေကန်နဲ့ဆင်းလိုက်လို့စိတ်တွေပြောင်းပြီးပြန်ဝင်လာလားတဲ့မယုံရဲပါဘူးတဲ့ဆိုတော့ပြည်သူတွေအတန်းပြည်သူတွေထင်မြင်ယူဆချက်မျိုးစုံရှိပါတယ်ဆိုတော့ဒီရုပ်သံဖိုင်ကိုကြည့်ရှုနေတဲ့ပြည်သူတွေကတော့လက်ရှိမှာ PDF လူငယ်900နဲ့600လက်နက်ခဲများနဲ့အတူအလင်းဝင်မှုနော်အလင်းဝင်မှုပြီးတော့တက်မတော်ကနေပြီးတော့ကြိုးစိုးပြီးတော့ကွန်မြူထောက်ပံ့ငွေများပေးရမိဘအုပ်ထန်းတူတန်ပြန်လဲပေးခဲ့တဲ့ပုံမှာပြည်သူတွေရဲ့ထင်မြင်ယူဆချက်တွေနောက်တစ်ခုတော့ရဲမှာကျန်းရှိနေတဲ့လူငယ်တွေကိုပြည်သူတွေအနေနဲ့ဘယ်လိုမျိုးအလင်းဝင်ဖို့ထပ်မံဖိတ်ခေါ်ခြင်းလဲဆိုတဲ့ပြည်သူတန်လေးတွေကြားရှင်းပါတယ်ရှင်မိမိတို့ရဲ့ထင်မြင်ယူဆချက်တွေကို comment မှာဝေပေးခဲ့လို့ရပါတယ်